ကျွန်တော်အခုကျွပြမဲ့ကြပြလေးကကျွန်တော်တူတဲ့သောသားလေးကိုကျွန်တော်ဇနီးကခွဲစိတ်ခန်းထဲမှာမွေးဖွားတဲ့အခါမှာသူကြုံတွေ့ခဲ့ရတဲ့အကြောင်းကိုကျွန်တော်ကကြပြဖြစ်ရေးဖွက်ထားတာဖြစ်ပါတယ်ဒီကြပြလေးရဲ့ခေါင်းစဉ်ကလူဆိုတာငွေကလေးကရေချိုးပေးရတဲ့တတ္တဝါအမေကမီးလုံးတွေသာမြင်နေရတယ်လဲပေါ်မှာပက်လက်ကြီးလိုက်သွားနေရတာခွက်စိတ်ခန်းထဲကိုသားဖေလိုက်လို့မရဘူးတကားကြီးဂျိန်းကနေပိတ်လိုက်တော့အမေရင်ထဲထိတ်သွားတာအားငယ်သလိုလိုကြောက်သလိုလိုမီးလုံးတွေကအမေမျက်နှာတဲ့တဲ့မှာအဖြူရောင်တွေပဲမြင်နေရတာစိတ်အေးထားနော်စိတ်အေးထားနော်ဘာမှမဖြစ်ဘူးစိတ်ကိုလျှော့ထားမပူနဲ့စကားလုံးတွေထဲမှာအမေခါစစ်ခနဲနာကျင်သွားတာတိတယ်လို့လို့မတိတယ်လို့လို့အမေမျက်နှာရှိအစိမ်းရောင်ပိတ်စကြီးကျလာတယ်စကားသံတွေတော့ကြားနေရတယ်ပြည်ကနေဇွက်ခနဲဓာတ်နဲ့ခွဲတယ်လို့လို့တကယ်လို့လို့အိမ်မက်လို့လို့အမေအတန်တွေကြားနေရတယ်အတန်တွေကြားနေရတယ်ရပြီ Vitals are stable. ပုတ်လိုက် Almost there. ဥဝဲ And congratulations. ဥဝဲကလီးကအတန်အောင်လိုက်တာတန်ရှင်းလှုပ်ပြီးအပြင်ထုတ်လိုက်တော့မြန်လှုပ်တွတ်သက်လေးကလေးအဖေကိုတွားပြလိုက်တော့ငါတို့ပြန်ချုပ်ရအောင်မှာဒီနေ့မွေးတဲ့ကလေးဟာအဓိပတိဘွားနော်တော်စင်အောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ